အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတွေရဲ့အစီအမရရှိနိုင်တဲ့ Bluetooth speaker လေးပြပေးပါမယ်ခင်ဗျာပထမဆုံးအနေနဲ့ဒီကောင်လေးကတော့ Redmi Portable Bluetooth speaker model ASM11A လေးပဲဖြစ်ပါတယ်ခင်ဗျာအရောင်လေးကတော့ orange ပါဈေးနှုန်းအနေနဲ့ကတော့8000နဲ့3000ကျပ်ပါခင်ဗျာနောက်တစ်ခုအနေနဲ့ကတော့ Xiaomi Mini Portable Bluetooth speaker လေးပဲဖြစ်ပါတယ် model ကတော့ ASM01A လေးပဲဖြစ်ပါတယ် color ကတော့ black color ပါဈေးနှုန်းအနေနဲ့ကတော့3,900ကျပ်ပါခင်ဗျာဒီကောင်လေးကတော့ Xiaomi ရဲ့ Bluetooth speaker လေးဖြစ်ပါတယ် Harman နဲ့ကျွန်းလုပ်ထားပါတယ် China version လေးပဲဖြစ်ပါတယ်အရောင်ကတော့အမဲရောင်ပါဈေးနှုန်းအနေနဲ့ကတော့3,300,800ကျပ်ပါခင်ဗျာဒီကောင်လေးကတော့ Xiaomi Harman Sound Smart speaker လေးဖြစ်ပါတယ် model ကတော့ L60A ပဲဖြစ်ပါတယ် color ကတော့ black color ပါဈေးနှုန်းအနေနဲ့ကတော့3,500,900ကျပ်ပါခင်ဗျာဒီကောင်လေးကတော့ Xiaomi Soundmove speaker လေးဖြစ်ပါတယ် model ကတော့ M03A လေးပဲဖြစ်ပါတယ် color ကတော့ silver color ပါဈေးနှုန်းအနေနဲ့ကတော့4,800,000ကျပ်ပါခင်ဗျာနောက်တစ်ခုအနေနဲ့ကတော့ Hoku ရဲ့ Bluetooth speaker model HD1 လေးပဲဖြစ်ပါတယ်ခင်ဗျာ color အနေနဲ့ကတော့ pink white ဖြစ်ပါမယ်ဈေးနှုန်းအနေနဲ့ကတော့1,205,000ကျပ်ပါခင်ဗျာနောက်ဆုံးတစ်ခုအနေနဲ့ကတော့ Hoku ရဲ့ Bluetooth speaker model HD1 Pro လေးပဲဖြစ်ပါတယ်ခင်ဗျာ color ကတော့အမဲရောင်ပဲဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ကတော့1,900,800ကျပ်ပါခင်ဗျာဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ Xiaomi ပစ္စည်းတွေကိုတနေရာထဲမှာရရှိနိုင်တဲ့မိတ်ဆွေတွေရဲ့စုကိုနံပါတ်လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ